လာပါကြောက်တခုပြင်ဆင်လာတဲ့ဟာလေးကိုပြပါမယ်။ဒါဥဆိုလေးတယောက်ပြီဆိုတော့ဒါလေးပေါ့နော်။အနည်းဝယ်ရတာပေါ့နော်။ဒါလေးကတော့တကြီးကိုက်နေပါလေ။ဘာလို့လဲဆိုကိုရှိတ်ထားမှာလို့ပေါ့။ဒါလေးတစ်ခုရေပြူရှိဝါမှကြတော့ပြီးကြပတ်တာအဲ့လေးပါမယ်။ဒါလေးကအမေအရောက်ဆုံးပါမယ်။ရောင်စုံတဲ့ဟာလေးကတော့ကျွန်မယူတာပေါ့နော်ဟိုကတ်လေးရ။ရောင်စုံပါမယ်။ပြီးကြရင်စက်ဝိုင်းကျန်လုံးထောက်စုအဲ့ဒီစက်ဝိုင်းကျန်လုံးပါတော့ပါမယ်။ဒါလေးကကျွန်တော်တို့ကိုင်ပွားလေးပါမယ်။ပြီးရရင်ရောက်တဲ့ရခဲတဲ့နေပါရအရေးကြီးဆုံးဆိုတော့ဒီခဏဒီကြရင်ခဲရနေကောလရှင်နေခဲရနရှောင်းကျန်ခဲစံခဲပြဓမ္မကဒါကြတော့ဟိုနေတော့မထိုက်ပြီးပြီဒီမှာပေါ်ပြီးအေးဟာလေးရေကျန်ကွန်ပါဘူးနဲ့တောင်းခွဲရတော့ဒီကိချင်းလေးကျန်လို့ခွဲရအဲ့ဒီဟာလေးကိုအခုဗီဒီယိုမှာခါရဲထည့်လိုက်မယ်ပေါ့နော်ဒီမင်းရဲ့ထည့်လို့တော့ဒါလေးကတော့ပြီးတယ်နိဒါလေးကတော့ဘာသာဆိုစာအုပ်ဒါလေးကကြတော့စာအုပ်အပေါ်လေးထည့်ဒါလေးကတော့ပုံဆွဲစာအုပ်ကြိုက်တော့ထည့်မယ်ခုနဗီဒီယိုဒါလေးကကျတော့ထည့်ပြီးကျင်မှလည်းပြီးမယ်။ဘာလို့လဲဆိုဗီဒီယိုကတော်တော်ရှည်နေအဲ့ဒါကြောင့်နည်းနည်းဆက်ဆက်လေးထည့်ပြလိုက်။ကျော်ဘူးလေးကတော့နောက်ကျမှတွေ့နေတယ်နော်။ကျော်ဘူးလေးကဆိုင်ရောက်ဝင်ပြီးစားချက်ချော်လို့ဒီမှာပြီးရ။ကျမလည်းတော့စစ်တာနော်။ဒီဆိုပါကိုလည်းမထားရမှာပဲဆိုပါ။အခုကြောင်ရတယ်အတီးရဲ့ဆွေရိုက်ကြည့်ကိုလုံးလေးကြည့်အတီးရဲ့ရတေးရတော့စာအုပ်အဲ့ဒီစာအုပ်ရေပုံဆွဲစာအုပ်ရေးထားမယ်အဲ့တော့အရာဆုံး